Iti Vido Bhagava Arahata Tambuddho Vaisa Sarana Dambano Dugato Loka Vitu Anodaro Purita Dhamma Dharati Tathati Vamanodana Buddho Bhagava Do Bhagava Doshe Guna Dagi Sino Myavayati Iti Vinina Sakaranina Tathangaya Gilidharu Vadana Daliyato Wimya Mangwi Mayi Win Paito Shwe Saipyanti Londa Shin Yue Mimin Bidu Jibu Goyo Aluro Man Budo Kayro Mudai Do Ye Jong Jong Li Arahara Udo Guno Jibye Anchiwi Magong Jama Bundao Yalai Joja Tinsharo Mubabedi Daga Do Bhagava Doshe Guna Dagi Sino Myavayati Iti Vimina Sakaranina Tavinya Swabhagabhye Myadhinkara Vikara Ni Lakana Pinya Nibbandahu Ngaya Tiya Nyarangu Paupya Mashi Gurura Indira Mudado Ye Jong Jong Li Dhamma Tambuddho Dhamma Tambuddha Udo Guno Jibhye Anchi Magong Yama Bundayam Yalai Joja Tinsharo Mubabedi Daga Do Bhagava Doshe Guna Dagi Sino Myavayati Iti Vimina Sakaranina Dhamma Shiva Namyu Abhye Hoda Pinya Nyavizati Nibbana Dhamyayetu Saikaya Pshe Amandindi Ajit Sarana Sangawani Takwa Udum Jiduna Mudo Ye Jong Jong Li Vaisa Sarana Dambano Vaisa Sarana Dambana Udo Guno Jibhye Anchivi Magong Jama Bundaya Yalai Joja Tinsharo Mubabedi Daga Do Bhagava Doshe Guna Dagi Sino Myavayati Iti Vimina Sakaranina Dibingara Tuchadani Chiroyim Mamangin Didi Bori Mandai Kanwa Bayang Sekai Barami Somji Nilia Doni Bhava Myada Jai Duga Siwa Chindo Abhin Mai Mayu Maisa Huga Samyu Dasi Magani Ve Tadita Mazim Mabhyashinaya Tavinya Doya Jang Yo Yui Chwaro Mugedo Yi Jang Jang Li Dugado Dugara Udo Guno Jibhye Anchivi Magong Jama Bundayam Yalai Joja Tinsharo Mubabedi Daga Do Bhagava Doshe Guna Dagi Sino Myavayati Iti Vimina Sakaranina Arahu Loka Tumbo Longzongo Ayom Jin Swa Pai Chaga Phin Gong Swa Gong Sin Timino Mudo Ye Jong Jong Li Loka Vidu Do Guno Jibhye Anchivi Magong Pyama Bundayam Yalai Joja Tinsharo Mubabedi Daga Do Bhagava Doshe Guna Dagi Sino Myavayati Iti Vimina Sakaranina Soma Tiyam Tadawa Mando Chaudali Chau Myau Da Myau Yue Ao Ao Thagong Sin Sin Song Bo Pong Pong Tin Pi Asin Pi Laya Yin Ji Liang Tui Sao
ဆုံးမတော်မူတတ်သောဤကြောင့်ကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏီနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငေသာနောက်ပါများကိုယေဇဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထို့ထုတစီခေယင်ပိတိဇာတိဇရာမရဏဟုကန္နာရာကျံခီလမရွှေနမြည်ငူပြည်နေဘူးတို့နတ်လူမြမတတ္တဝါကိုကောင်းစွာဆောင်ယူခဲ့တဲ့တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိလာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိသိတော်မူနိုင်သောဤအကြောင်းကြောင့်လီဘုရားဟူသောဂုဏတော်အကြီးဖြင့်အံချီ၍မကုံမြမဘုံတရားပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူတဝေပြောက်ွယ်သိမွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမဘုံတော်စေရလာကောင်းကင်ပြား၌ပေါ်ပေါ်လေးမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အားဖို့ကြီးမားလေးအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသတ္တံကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာဂမဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စိုးလွှမ်းမိုးနိုင်သောဣတိတာဘုံတော်သမပဇ္ဇဗိညာဉ်ကိုဝိဇ္ဇလောကတက္ကနာချင်းပိုင်ဝိဇ္ဇနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မူပြီးဆုံးခြင်းသောသောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကျော်စောခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှာဆိုင်မကျွင်ပင်လုံးဝင်သည်ဗမ္မိအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မစွာမတွားပြည်စီရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကျုပ်ကုအားထုတ်တော်မူသောဘယတ္တဘုံတော်ဣ
၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤကုဏေလောကံမိခိတိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိသာတရံဧဝံနဝဤကုဏေလောကံမိခိတိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိသာတရံဧဝံနဝဤကုဏေယရဟတာသလာတိကိုပြသောဂုဏတော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအာတုလံသီလကောင်းဤသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပါးမှထိုက်သုံးထိုက်တရဟုသုံးလူသည်ခြေဓမ္မရိထွတ်ထားရှင်တော်မြတ်ဗျာဟုဒီလောဧဇလီနှုတ်တန်ချီ၍ရွှေကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယူသည်ခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုဏတော်ထုံမွန်းဘုံတော်မလျာချင်းမွန်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုး